ပရိသတ်များအားလုံးမင်္ဂလာပါဗျာဒီနေ့မှလည်းကျွန်တော်ကလာမဲ့16ရက်9လ2026ရက်နေ့မှာထွက်ရှိမဲ့73ကြိမ်မြောက်အတွက် 3D ဒုက္ခကောင်းလေးကိုထပ်မံတွက်ပြပေးသွားမှာဖြစ်ပါတယ်ဗျတော်နီးလေးမစားခင်မှာကျွန်တော်ပရိသတ်တွေကိုပထမဦးဆုံးဆုတောင်းပေးခြင်းပါတယ်ကျွန်တော်တို့ဒီမြန်မာ channel ကိုအစဉ်တစိုက်ကြည့်ရှုအားပေးနေတဲ့ပရိသတ်တယောက်ချင်းစီတိုင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပြီးလူဝင်ဆန္ဒတွေပြည့်စုံပါစေလို့ပထမဦးဆုံးဆုတောင်းပေးခြင်းပါတယ်ဗျာဒါအပြင်ကျွန်တော်တို့ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျာဒါဆိုတော်နီးလေးကိုစလိုက်ကြရအောင်ဒီနေ့မှာတော့ကျွန်တော်တို့တီတီမြန်မာ channel ကနေရခင်လုံးကတွက်ခဲ့တဲ့ပုံစံလေးတွေနဲ့မတူပဲနောက်ထပ်တော်နီးအလန်းလေးနဲ့ကျွန်တော်တို့တကွက်ကောင်းလေးကိုထပ်မံရှာဖွေပေးသွားမှာဖြစ်ပါတယ်ဗျဒါဆိုတော်နီးလေးကိုအတူတူစလိုက်ကြရအောင်ဒီမှာကျွန်တော်ဒီ 3D calendar မှာပေါ့နော်ဒီထွက်ထားတဲ့ကဏ္ဍတွေပေါ်မူတည်ပြီးတော့ပထမဦးဆုံးကျွန်တော်တို့ frame ကောင်းလေးတစ်ခွက်ကိုအရင်ရှာကြည့်ကြရအောင်ဒီမှာ619ကနောက်ပိကဏ္ဍဖြစ်တဲ့9ရယ်642ကနောက်ပိကဏ္ဍဖြစ်တဲ့2ရယ်ဒီကဏ္ဍနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်9ရယ်2ရယ်ပေါင်းတော့1ရပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ထပ် frame တစ်ခုကိုထပ်ပြီးတော့စဉ်းကြည့်ကြရအောင်ဒီမှာ319ကနောက်ပိကဏ္ဍဖြစ်တဲ့9ရယ်933ကနောက်ပိကဏ္ဍဖြစ်တဲ့3ရယ်ဒီကဏ္ဍနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်9ရယ်3ရယ်ပေါင်းတော့2ရပါတယ်ဟုတ်ပြီကျွန်တော်တို့အခုတစ်စောင်းလေးဆင်းလာတဲ့ frame ရဆိုရင်ကျွန်တော်တို့တစ်ပြီးတော့2ဟုတ်ပြီ2ပြီးရင်ကျွန်တော်တို့3လာမှာဖြစ်ပါတယ်ဒီ frame လေးကမှန်ကိုကျွန်တော်တို့ပရိသတ်တွေနဲ့အတူတူတွားကြည့်ကြရအောင်ဒီမှာ693ကနောက်ပိကဏ္ဍဖြစ်တဲ့3ရယ်993ကနောက်ပိကဏ္ဍဖြစ်တဲ့3ရယ်ဒီကဏ္ဍနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်3ရယ်3ရယ်ပေါင်းတော့3ရပါတယ်โอเคဒါဆိုရင်ဒီ pattern လေးကဒီ frame လေးကလည်းမှန်နေပြီဖြစ်တာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဟုတ်ပြီနောက်ထပ် frame တစ်ခုကိုထပ်ပြီးတော့တူတူသွားကြည့်ကြရအောင်ဒီမှာ352ကနောက်ပိကဏ္ဍဖြစ်တဲ့2ရယ်392ကနောက်ပိကဏ္ဍဖြစ်တဲ့2ရယ်ဒီကဏ္ဍနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်2ရယ်2ရယ်ပေါင်းတော့4ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခုရှာထားတဲ့ frame များဆိုရင်1 2 3လေးအစင်လိုက်ဖြစ်ပြီးတော့ကျွန်တော်တို့တစ်စောင်းလေးပဲ frame မှန်ကန်လေးဆင်းထားတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်။ Okay ဒီ frame ကိုကျွန်တော်တို့နောက်တစ်ခါ power လေးနဲ့ထပ်ပြီးတော့စစ်ကြည့်ကြရအောင်။ကျွန်တော်တို့ပေါင်းခဲ့တာက9နဲ့2နဲ့ပေါင်းတာ1 power က6ဟုတ်ပြီအဲ့ဒီ6ကကျွန်တော်တပင်းကျော်ကိုသွားကြည့်ကြည့်အောင်။ဒီမှာတပင်းကျော်မှာ196ဆိုပြီးတော့ကျွန်တော်တို့ဆင်းသွားတာကိုတွေ့ရှိရတယ်။1ရယ်9ရယ်ပေါင်းတော့3ညနဲ့6နဲ့ပေါင်းတော့6 break ရပါတယ်ဒါဆိုကျွန်တော်တို့ဒီမှာအပေါ်မှာပေါ့နော်9နဲ့2နဲ့ပေါင်းရင်1 power 6ကဒီမှာ196ဆိုပြီးတော့6 break နဲ့ဆင်းသွားတာကိုတွေ့ရှိရပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီအပြင်တိုင်းပေါ့နော်ဒီ pattern အတိုင်းပဲနောက် frame ကိုဆက်သွားကြည့်ကြရမယ်ဒီမှာကျွန်တော်တို့က9နဲ့3နဲ့ပေါင်းတာ2ရခဲ့တယ်အဲ့တော့2 power က9ကိုကျွန်တော်တို့တပင်းကျော်မှာကျွန်တော်တို့သွားကြည့်လိုက်ရင်8ခုနှစ်ဆိုပြီးတော့ကျွန်တော်ဆင်းသွားတာကိုတွေ့ရှိရပါတယ်8ရယ်9ရယ်ပေါင်းတော့9နဲ့2နဲ့ပေါင်းတော့9ဆိုပြီးတော့ကျွန်တော်တို့9 break နဲ့မှန်ကန်ကျွန်တော်တို့ဆင်းသွားတာကိုတွေ့ရှိရပါတယ်။ Okay ကျွန်တော်တို့ဒီ pattern တိုင်းပဲနောက်တစ်ပင်ကိုလည်းကျွန်တော်တို့ဆက်သွားကြည့်ကြပါမယ်။ဒီမှာကျွန်တော်တို့က3ညနဲ့3နဲ့ကိုပေါင်းခဲ့တယ်3ရခဲ့တယ်။အဲ့တော့3 power က8ဟုတ်ပြီကျွန်တော်တို့အပေါ်မှာယူထားတဲ့ဒီပင်ရပေါ့နော်ကျွန်တော်တပင်းကျော်ကိုကျွန်တော်သွားကြည့်ကြည့်အောင်ဒီမှာတပင်းကျော်မှာ9 3ည3ဆိုပြီးတော့ကျွန်တော်တို့ဆင်းသွားတယ်အဲ့တော့9နဲ့3ညနဲ့ပေါင်းတာ3ည3ညနဲ့3နဲ့ပေါင်းတော့8ရပါတယ်ဟုတ်ပြီဒီမှာ3ပါဝါ8ဆိုပြီးတော့ကျွန်တော်9 3ည3 8 break နဲ့ကျွန်တော်တို့မှန်ကန်ဆင်းသွားတာကိုတွေ့ရှိရပါတယ်ဒါဆိုကျွန်တော်တို့ခုရှာထားတဲ့ frame ရဆိုရင်ကျွန်တော်တို့ဒီမှာ3ပေစက်တိုင်းမှန်နေတာကိုတွေ့ရပါတယ်ဟုတ်ပြီနောက်တစ်ပင်ကိုလည်းကျွန်တော်တို့ဒီပုံစံအတိုင်းပဲကဏ္ဍနေရာယူထားတာလေးမပြောင်းဘဲနဲ့ကျွန်တော်တို့ထပ်သွားကြည့်ကြရအောင်ကျွန်တော်တို့ကဒီမှာ2နဲ့2နဲ့ပေါင်းခဲ့တာ4ရခဲ့ပါတယ်အဲ့တော့4ပါဝါ9ဟုတ်ပြီတပင်းကျော်မှာကျွန်တော်တို့ဒီ pattern ရဆိုရင်တပင်းကျော်ကိုကျွန်တော်တစ်ချက်လောက်သွားကြည့်ကြည့်အောင်တပင်းကျော်မှာ3နဲ့4ဆိုပြီးတော့ကျွန်တော်တို့ဆင်းသွားတာတွေ့ရှိရပါတယ်3နဲ့2နဲ့ပေါင်းတော့9ရယ်4ရယ်ပေါင်းတော့9ဆိုပြီးတော့9 break နဲ့ဆင်းသွားတာကိုတွေ့ရှိရအဲ့တော့4ပါဝါ9ဆိုပြီးတော့မှန်ကန်ဒီ frame လေးကဖြစ်နေတာကိုလည်းကျွန်တော်တို့တွေ့တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီဥစ္စာကိုကျွန်တော်နောက်ထပ်ထပ်ပြီးတော့ထပ်စစ်ကြည့်ရအောင်ဒီမှာကျွန်တော်တို့က9နဲ့2နဲ့ပေါင်းတာက1
တစ်ပါဝါ6ဆိုပြီးတော့တပင်းကျော်မှာဆင်းသွားတယ်ဟုတ်ပြီအဲ့ဒီတစ်ပါဝါ6ကိုကျွန်တော်တို့အပေါ်မှာတွားကြည့်ကြည့်အောင်ဒီမှာ939ခွန်ကနောက်ပိတ်ကနန်းဖြစ်တဲ့ခွန်နဲ့919ကနောက်ပိတ်ကနန်းဖြစ်တဲ့9ကိုကျွန်တော်တို့ပေါင်းကြည့်အောင်9နဲ့9နဲ့ပေါင်းတော့6အဲ့တော့တစ်ပါဝါ6ဆိုပြီးတော့ကျွန်တော်တို့ဒီမှာတွားတွေ့ရပါတယ်ဟုတ်ပြီနောက်တစ်ပင်ကိုလည်းကျွန်တော်တို့ဆက်သွားကြည့်ကြအောင်ဒီမှာ9နဲ့3နဲ့ပေါင်းတာနှစ်ပါဝါ9ဆိုပြီးတော့တပင်းကျော်မှာ8ခွန်နဲ့ဆိုပြီးတော့ဆင်းသွားတယ်ဟုတ်ပြီကျွန်တော်တို့အပေါ်ကပင်ရဆိုရင်ဒီမှာ998ကနောက်ပိတ်ကနန်းဖြစ်တဲ့8ရဲ့319ကနောက်ပိတ်ကနန်းဖြစ်တဲ့9ရဲ့ဒီကနန်းနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်9နဲ့8နဲ့ပေါင်းတော့9ဒါဆိုကျွန်တော်တို့ကနှစ်ပါဝါ9ဆိုပြီးတော့အပေါ်ကပင်အတိုင်းပဲကျွန်တော်တို့မှန်ကန်ကန်ထပ်တွေ့ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီအပင်တိုင်းပဲကျွန်တော်တို့နောက် frame ကိုလည်းကျွန်တော်တို့ထပ်ဆင်းကြည့်ပါမယ်ကျွန်တော်ဒီမှာပေါင်းခဲ့တာ3ညနဲ့3နဲ့ပေါ့နော်3ညနဲ့3နဲ့ပေါင်းတော့3ပါဝါ8ဆိုပြီးတော့ကျွန်တော်တပင်းကျော်မှာ9 3ည3ဆင်းသွားတယ်ဟုတ်ပြီအဲ့ဒီ3ကကျွန်တော်အပေါ်မှာလဲ388ကနောက်ပိတ်ကနန်းဖြစ်တဲ့8ရဲ့693ညကနောက်ပိတ်ကနန်းဖြစ်တဲ့3ညရဲ့ဒီကနန်းနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်အဲ့တော့8ရဲ့3ညရဲ့ပေါင်းတော့8ဒါဆို3ပါဝါ8ဆိုပြီးတော့လဲမှန်ကန်တာကျွန်တော်တွေ့ရှိရတယ်ဒါဆိုကျွန်တော်တို့အခုဒီ pattern အရာဆိုရင်ဒီ frame အရာဆိုရင်ကျွန်တော်တို့က3မိနစ်စတိုင်းမှန်ခဲ့ပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကနောက်တစ်ပင်ကိုလည်းကျွန်တော်တို့အတူတူထပ်ပြီးတော့ရှာကြည့်ကြရအောင်ကျွန်တော်ဒီမှာပေါင်းခဲ့တာ2နဲ့ပေါင်းတော့4ပါဝါ9ဆိုပြီးတော့တပင်းကျော်မှာကျွန်တော်တို့3နှစ်4ဆိုပြီးတော့9ပရိနဲ့ဆင်းသွားတယ်ဟုတ်ပြီကျွန်တော်တို့4ပါဝါ9ကိုကျွန်တော်တို့ဒီမှာထပ်ပေါင်းကြည့်အောင်38ခွန်ကနောက်ပိတ်ကနန်းဖြစ်တဲ့9ရဲ့35နှစ်ကနောက်ပိတ်ကနန်းဖြစ်တဲ့2ရဲ့ဒီကနန်းနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်အခုပေါင်းတာကကျွန်တော်တို့အပေါ်မှာယူထားတဲ့ pattern အတိုင်း frame တိုင်းပဲကျွန်တော်တို့တက်တွေ့မသိကနန်းနေရာယူထားလိမ့်မပြောင်းမဲနဲ့ကျွန်တော်တို့ရှာကြည့်နေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့9နဲ့2နဲ့ပေါင်းတော့9ဒါဆိုရင်4ပါဝါ9ဆိုပြီးတော့ဒီမှာ9ပရိနဲ့ကျွန်တော်တို့တွေ့ရပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ခုရှာထားတဲ့ frame လေးကတော်တော်လေးကိုမှန်ကန်ကန်ဆင်းနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဒါဆိုရင်ကျွန်တော်တို့ကလာမဲ့73ကြိမ်မြောက်အတွက်ထိတ်စီးရဲ့ခါလေရဲ့နောက်ပိတ်ရဲ့ကျွန်တော်တို့ခဏန်းကိုရှာကြည့်ကြရအောင်အရင်ဆုံးကျွန်တော်တို့ခါလေကဏ္ဍကိုကျွန်တော်တို့ရှာကြည့်ကြရအောင်ခါလေကဏ္ဍကိုရှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ခါပေါင်းခြင်းကိုဦးစားပေးပြီးတော့ကျွန်တော်တို့ရှာကြည့်ကြမယ်ဒီမှာကျွန်တော်တို့က96ဆိုပြီးတော့ကျွန်တော်တို့6 break ဟုတ်ပြီ6 break ဘေးကိုကျွန်တော်တို့3လုံးကိုကျွန်တော်ပေါင်းကြည့်လိုက်မယ်ဒီမှာ3.19ကခါလေကဏ္ဍဖြစ်တဲ့1ရဲ့9.3ကခါလေကဏ္ဍဖြစ်တဲ့3ရဲ့2.9ကခါလေကဏ္ဍဖြစ်တဲ့9ရဲ့ဒီကဏ္ဍ3လုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်1ရဲ့3ရဲ့ပေါင်းတော့1နဲ့9နဲ့ပေါင်းတော့8ရပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ကိုလည်းဒီတိုင်းဆက်သွားကြည့်ပါမယ်ဒီမှာ8ခွန်နှစ်ကကျွန်တော်တို့8နဲ့2နဲ့ပေါင်းတော့3ညနဲ့9နဲ့ပေါင်းတော့9ဆိုပြီးတော့ကျွန်တော်9 break နဲ့ကျွန်တော်တို့ဆင်းထားတွေ့ရတယ်ဒီ9 break ရဲ့ဘေးကိုကျွန်တော်တို့အပေါ်က pattern အတိုင်းပဲ3လုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်693ညကခါလေကဏ္ဍဖြစ်တဲ့9ရယ်993ကခါလေကဏ္ဍဖြစ်တဲ့9ရယ်934ကခါလေကဏ္ဍဖြစ်တဲ့3ရယ်ဒီကဏ္ဍ3လုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်9နဲ့ပေါင်းတော့8ရဲ့3ရဲ့ပေါင်းတော့လဲ8ရပါတယ်ဟုတ်ပြီကျွန်တော်တို့အခုဆင်းလာတဲ့ပတ်တန်ညာကျွန်တော်တို့မှန်ကန်နေတာကိုလည်းကျွန်တော်တို့ထပ်တွေ့ရပါတယ်โอเคဒါဆိုရင်နောက်တစ်ပင်ကိုလည်းဒီပုံစံအတိုင်းပဲကျွန်တော်တို့ထပ်ရှာကြည့်ကြရအောင်ဒီမှာ933ဆိုတဲ့10 break ဘေးကိုကျွန်တော်တို့တွားကြည့်ကြမယ်35နှစ်ကခါလေကဏ္ဍဖြစ်တဲ့9ရယ်39နှစ်ကခါလေကဏ္ဍဖြစ်တဲ့9ရယ်245ကခါလေကဏ္ဍဖြစ်တဲ့4ရယ်ဒီကဏ္ဍ3လုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်9နဲ့9နဲ့ပေါင်းတော့4ရဲ့ပေါင်းတော့8ရပါတယ်ဟုတ်ပြီကျွန်တော်တို့အခုတွက်ထားတဲ့ pattern ရကိုကျွန်တော်တို့လုံးဝမှန်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့လာမဲ့73ကြိမ်မြောက်အတွက်ခါလေကဏ္ဍကိုအတူတူဆက်ပြီးတော့ရှာကြည့်ကြရအောင်ဒီမှာဆိုလို့ရှိရင်3နှစ်လေးဆိုတဲ့9 break ကိုကျွန်တော်တွားကြည့်ကြမယ်184ကခါလေကဏ္ဍဖြစ်တဲ့8ရယ်495ကခါလေကဏ္ဍဖြစ်တဲ့9ရယ်လာမဲ့73ကြိမ်မြောက်မှာထွက်ရှိမဲ့ခါလေကဏ္ဍရဲ့ဒီကဏ္ဍ3လုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်ဒီကဏ္ဍ3လုံးပေါင်းခြင်းကကျွန်တော်တို့အပေါ်မှာတွက်ထားတဲ့ပင်ကြားဆိုရင်8ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီတော့8နဲ့9နဲ့ပေါင်းတော့9နဲ့1နဲ့ပေါင်းမှာ8ရမှာဖြစ်တော့ကျွန်တော်တို့လာမဲ့73ကြိမ်မြောက်အတွက်ခါလေကဏ္ဍကိုကျွန်တော်တို့8ရပါတယ်โอเคပရိသတ်ကြီးတို့ရေအဲ့ဒါဆိုရင်ကျွန်တော်တို့ကခါလေရပြီဆိုတော့ထိတ်စီးနဲ့နောက်ပိတ်ကိုကျွန်တော်တို့ဆက်ပြီးတော့ရှာကြည့်ကြရအောင်အရင်ဆုံးကျွန်တော်တို့နောက်ပိတ်ကဏ္ဍလေးကိုအရင်သွားကြည့်ကြရအောင်နောက်ပိတ်ကဏ္ဍမှာဆိုရင်ကျွန်တော်တို့အမြန်ဒီ frame လေးပေါ့နော် frame လေးနဲ့အမြန်ပဲဆင်းကြည့်ကြရအောင်ဒီမှာ196က6 break ဘေးကိုကျွန်တော်သွားကြည့်လိုက်မယ်ပေါ့နော်2ရဲ့နောက်ပိတ်ကဏ္ဍက2ဟုတ်ပြီဒီမှာဆိုရင်934ရဲ့နောက်ပိတ်ကဏ္ဍက4ဟုတ်ပြီ246ကနောက်ပိတ်ကဏ္ဍ
ကနန်းက6အဲ့တော့2 4 6ဆိုပြီးတော့ကျွန်တော်တို့ဇာတူပေါ့နော်ဇာတိုးပေါ့2 4 6ဆိုပြီးတော့ဇာတိုးဆင်းနေတာကိုတွေ့ရဒီ frame ရကျွန်တော်တို့တွက်ခဲ့တဲ့မှန်ကန်ခဲ့တဲ့ frame ရဆိုရင်ကျွန်တော်တို့အခုလာမယ့်73ချိန်မြောက်အတွက်နောက်ပိတ်ကနန်းက8ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကခါလင်နဲ့နောက်ပိတ်ဆိုပြီးတော့1နဲ့8ကိုကျွန်တော်တို့ရရှိခဲ့ပြီဖြစ်ပါတယ်ကြံနေသေးတယ်ကျွန်တော်တို့ထိပ်စီးကနန်းလေးကိုကျွန်တော်တို့ဆက်သွားကြည့်ကြရအောင်ကျွန်တော်တို့ဒီမှာတွက်ခဲ့တဲ့196 6 break ပေါ့ဒီ6 break ကိုဟုတ်ပြီ196ကထိပ်စီးကနန်းနှလုံးဖြစ်တယ်1ရယ်9ရယ်2ခုနှစ်ကထိပ်စီးကနန်းဖြစ်တယ်2နဲ့9နဲ့ဒီကနန်းနှလုံးစီကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်ကျွန်တော်တို့ကထိပ်စီးကနန်းကိုအခုကြံနေသေးတဲ့ထိပ်စီးကနန်းကိုရှာတာဖြစ်တဲ့အတွက်ထိပ်စီးပေါင်းခြင်းကိုကျွန်တော်တို့ဦးစားပေးပြီးတော့ကျွန်တော်တို့ကြည့်ရဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က1နဲ့9နဲ့ပေါင်းတော့3ညဒီဘက်က2နဲ့9နဲ့ပေါင်းတော့9အဲ့တော့3ညနဲ့9နဲ့ပေါင်းတော့9ရပါတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ကိုကျွန်တော်ဆက်သွားကြည့်ပါမယ်8ခုနှစ်ကထိပ်စီးကနန်းဖြစ်တဲ့8နဲ့9နဲ့9 3ညလေးကထိပ်စီးကနန်းဖြစ်တဲ့9နဲ့3ညနဲ့ဒီကနန်းနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်8နဲ့9နဲ့ပေါင်းတော့9ရယ်3ညရယ်ပေါင်းတော့9အဲ့တော့9ရယ်9ရယ်ပြန်ပေါင်းတော့ကျွန်တော်တို့3ညရပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ downline frame ရဆိုရင်9ပြီးတော့3ညဟုတ်ပြီကျွန်တော်တို့နောက်ထပ်တစ်ပင်ကိုကျွန်တော်တို့ဒီပုံစံတိုင်းဆက်သွားကြည့်မယ်9 3ည3ကထိပ်စီးကနန်းဖြစ်တဲ့9နဲ့3ညနဲ့2 4 6ကထိပ်စီးကနန်းဖြစ်တဲ့2နဲ့4နဲ့ဒီကနန်းနှလုံးကိုကျွန်တော်တို့ပေါင်းကြည့်ပါမယ်9နဲ့3ညနဲ့ပေါင်းတော့9 2ရယ်4ရယ်ပေါင်းတော့6အဲ့ဒီတော့ဒီ9နဲ့ဒီ6နဲ့ပြန်ပေါင်းတော့ကျွန်တော်တို့က1ရတာဖြစ်ပါတယ်။ Okay အခုကျွန်တော်တို့တွက်ထားတဲ့ပင်ရပါတော့ဒီ pattern အရဆိုရင်ကျွန်တော်တို့ဒီ frame လေးရလဲမှန်မှန်ကန်ကန်ဆင်းနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့လာမဲ့73ချိန်မြောက်အတွက်ထိပ်စီးကနန်းကိုပရိသတ်တွေနဲ့အတူတူတွားကြည့်ကြရအောင်။ကျွန်တော်ဒီမှာ3နှစ်လေးဆိုတဲ့9 break ကထိပ်စီးကနန်းနှလုံးနဲ့လာမဲ့73ချိန်မြောက်မှာထွက်ရှိမဲ့ထိပ်စီးကနန်းနှလုံးကိုပေါင်းကြည့်ပါမယ်။ဒီကနန်းနှလုံးပေါင်းခြင်းကကျွန်တော်တို့ကနှစ်ရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဆင်းခဲ့တာ9ပြီးတော့3ညပြီးတော့1ပြီးရင်ကျွန်တော်တို့ကနှစ်လာမှာဖြစ်ပါတယ်ဒီ frame ရဆိုရင်ပေါ့။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က3နဲ့2နဲ့ပေါင်းတော့9ကျွန်တော်တို့ဒီမှာ73ကြိမ်မြောက်မှာကျတော့ကျွန်တော်တို့ကခါးလက်ကနန်းဖြစ်တဲ့1ပဲရသေးတယ်။အဲ့ဒီတော့ဒီ9နဲ့9နဲ့ပေါင်းမှာနှစ်ရမှာဖြစ်တဲ့အတွက်ဒီ1ရယ်6ရယ်ပေါင်းမှာ9အဲ့တော့9နဲ့9နဲ့ပေါင်းရင်2ရမှာဒါဆိုရင်ကျွန်တော်တို့လာမဲ့73ကြိမ်မြောက်အတွက်ထိပ်စီးကနန်းကိုကျွန်တော်တို့6ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အရင်တွက်ခဲ့တဲ့ပုံစံလေးနဲ့မတူဘဲနဲ့ကျွန်တော်ထပ်ပြီးတော့20အလန်းလေးနဲ့ပေါ့နော်ကျွန်တော်ပရိသတ်တွေကိုကျွန်တော်တကွက်ကောင်းလေးကျွန်တော်ထပ်ပြီးတော့တွက်ပြပေးတာဖြစ်ပါတယ်ဗျအဲ့ဒီတော့ကျွန်တော်တို့ဒီနေ့တွက်ခဲ့တဲ့ frame အရာဆိုရင်လာမဲ့73ကြိမ်မြောက်အတွက်ကျွန်တော်တို့ကနန်းအလှလေးထိပ်စီးက6ခါလေက1နောက်ပိတ်က8ဆိုပြီးတော့ကနန်းလာလေး618တကွက်ကောင်းလေးထပ်ရပါတယ်ဗျကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီကျွန်တော် channel ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေကိုကျွန်တော်တို့ကဒီ20လေးတွေရှာဖွေပြီးတော့ကျွန်တော်ဖြစ်လာနိုင်တဲ့ကနန်းလေးပေါ့နော်ဆင်းနိုင်တဲ့ကနန်းလေးတွေကိုကျွန်တော်ဒီအပတ်စဉ်တိုင်းကိုကျွန်တော်ရှာဖွေပြီးနေတာဖြစ်ပါတယ်ဗျကျွန်တော်ပရိသတ်တွေအနေနဲ့ကတော့ဒီကနန်းလေးကိုကြိုက်တယ်ဆိုရင်ကစားကြည့်လို့ရပါတယ်ကျွန်တော်ပရိသတ်တွေအနေနဲ့လည်းကနန်းကောင်းလေးတွေရှိရဆိုရင်လည်းပုံမှန်မှာဆွေးနွေးပေးပါဦးဗျဝေမျှပေးပါဦးဗျပြီးတော့လာမယ့်16ရက်9လ2026ရက်နေ့မှာထွက်ရှိမဲ့73ကြိမ်မြောက် 3D live ကိုလည်းကျွန်တော်တို့ 3D မြန်မာ channel ကနေပြီးတော့ဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျဒါကြောင့် channel လေးကို subscribe မလုပ်ရသေးလဲ subscribe လုပ်ခဲ့ပြီးတော့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါဦးခင်ဗျာကျွန်တော်ပရိသတ်တွေအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေဗျဒီနေ့ဗီဒီယိုလေးကနည်းနည်းလေးရှည်သွားပြီဖြစ်တဲ့အတွက်ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ